အားလုံးမင်္ဂလာပါကျွန်တော်ကတော့ Blair Band နေပြီးတော့ Vocale William ဖြစ်ပါတယ်ကျွန်တော်လက်တလုံးမှာဆိုရင်တော့ကျွန်တော်တို့လမ်းနေရန်ကုန်ဆိုတဲ့တချင်း၅ခုပဲပါတဲ့ mini event လေးကိုထွက်ဖို့အတွက်ကြိုးစားနေတယ်ပေါ့နော်အဲ့တော့ဒီနှစ်ကုန်မလောက်မှာကျွန်တော်တို့ထွက်နိုင်အောင်အကုန်လုံးပေါ့ထွက်နိုင်အောင်ကြိုးစားမယ်ပေါ့နော်လောဆယ်မှာတော့ကျွန်တော်တို့ title song လေးထွက်ရှိဖို့တော့ရှိတယ် NDB လေးလည်းတခြားလေးရိုက်နေတယ်ပေါ့နော်လောဆယ်မှာတော့အကုန်လုံးအစင်းသက်မဖြစ်သေးလို့ကျွန်တော်တို့ချမပြသေးဘူးပေါ့နော်ကျွန်တော်တို့ဒီ FM မှာတော့ကျွန်တော်တို့ metal ရဲ့heavy metal heavy rock hard rock လေးဒီလိုမျိုးအကုန်လုံးစုပေါင်းထည့်ထားတယ်ပေါ့နော်ကျွန်တော်တို့ metal ရဲ့လမ်းစဉ်ကနေပြီးတော့မတွေ့ဖက်ပဲနဲ့ပေါ့နော်အကုန်လုံးပဲပုံစံတကြလေးဖြစ်အောင်လို့ပေါ့နော်အကုန်လုံးကတော့နိုင်ငံခြား style လေးပဲသွားထားတယ်နော် Burmese rock style တွေတော့တခုမှသွားမထားဘူးပေါ့နော်အဲ့ဒီသဘောလေးတော့ရှိရယ်โอเคဒီ event လေးမှာပါတဲ့သချင်း၅ပုံလုံးကိုတော့ကျွန်တော်ကိုယ်တိုင်ပဲရေးထားတယ်ပေါ့နော်ပြီးတော့ arrangement လည်းကျွန်တော်ဝင်လုပ်ပေးထားပါတယ်နော်ကျွန်တော်တို့မှာ band player တွေမစုံသေးဘူးပေါ့နော် bass player နဲ့ lead player လိုအပ်နေတော့ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီ FM မှာပါတဲ့တီးထားတဲ့သချင်းတွေတော်တော်များများကိုကျွန်တော်တို့ GT band တွေပဲ featuring တီးပေးထားတယ်ပေါ့နော်record လုပ်တာတော့ကျွန်တော်ဘန်ကောက်မှာရှိတဲ့ Clarity John ကနေပြီးတော့ record လုပ်ပေးထားတယ်အဲ့တော့ဘန်ကောက်မှာရောက်နေပြီးတော့Rory Metal တွေကိုကိုယ်တိုင်ဖန်တီးခြင်းသူများသချင်းတွေပြန်တီးခြင်းတာမဟုတ်ဘဲနဲ့ကိုယ်တိုင်ဖန်တီးခြင်းတဲ့ညီကိုတွေရှိရင်ကျွန်တော်တို့လည်းjoin ဖို့အတွက်ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ welcome ပါနော်Germany ကနေမှတစ်ဆင့် recording တွေအထိသွားဖို့အတွက်စီစဉ်ထားပါတယ်ပေါ့နော်အဲ့တော့ညီကိုတို့စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်အခုပဲစာပို့ပြီးတော့ဆက်သွယ်နိုင်ပါတယ်နော်